ဖွင့်နိုင် verification code တောင်းနေလို့စိတ်ညစ်နေလားဒီဗီဒီယိုမှာ Gmail account စနစ်တကျဖွင့်တတ်အောင်ပြောပြပေးမှာဖြစ်လို့အတူလိုက်လို့ကြည့်ရအောင်ပထမဆုံး Gmail app ထဲကိုဝင်ပါဒီနားက profile logo လေးကိုနှိပ်ရပါမယ်ကျွန်တော်တို့ account သစ်ဖွင့်မှာမို့လို့ another account ကိုနှိပ်ရပါမယ်ပြီးရင် Google ကိုနှိပ်ပါဒီနေရာမှာဖုန်းဆက်ဂရင်ရဲ့ password ကိုထည့်ရပါမယ် email လိပ်စာမှာပထမဆုံးကိုယ့်ရဲ့နာမည်ရေးမယ်ထောက်ခံမယ်ဒီနေရာမှာ pro ကြဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အလုပ်ကိုကိုစားပြုတဲ့ဟာပေါ့ဗျာဥပမာကိုကပါလဲ HR လား CEO လားဒါမှမဟုတ်ဘာအတွက်လုပ်မှလဲ business လားအဲ့လိုဟာမျိုးလေးတွေရေးတာပိုကောင်းပါတယ်သူကလိပ်စာမှာကြတော့အင်္ဂလိပ်စာအသေးစလုံးဖြည့်ရမယ်တော့ခံလို့ရတယ်နံပါတ်1 2 3 4စသဖြင့်ရေးလို့ရတယ်လိပ်စာပေးလို့ပြီးသွားပြီဆိုရင် create account ကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့က personal သုံးမှာဖြစ်တဲ့အတွက် for my personal use ကိုနှိပ်မယ်ဒီ first name last name ကအရေးကြီးပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ email တစ်စောင်ပို့မယ်ဆိုလို့ရှိရင်ဟိုဘက်မှာဒီမှာပေးခဲ့တဲ့နာမည်ကသွားပေါ်မှာဖြစ်တယ်ဒါကြောင့်မို့ professional သုံးမယ်ဆိုလို့ရှိရင်တော့နာမည်ကိုတေချာလေးပေးခဲ့ဖို့လိုပါမယ်ပြီးရင်အောက်က next ကိုနှိပ်ပါပြီးရင်မွေးတက္ကရာဖြည့်မယ်မွေးတက္ကရာကတော့ကျွန်တော် session နဲ့ပြည့်ပြီးတဲ့မွေးတက္ကရာဖြစ်ဖို့လိုပါမယ်အကောင်းဆုံးကတော့ကိုယ့်ရဲ့မွေးတက္ကရာကိုဖြည့်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချိန်ချိန်မှာဒီ account က lock ကျသွားတာတော့ဘာလို့ဆိုလို့ရှိရင်ပြန်တောင်းတဲ့အချိန်မှာကျွန်တော်တို့ပြန်ဖြည့်နိုင်မယ်ပေါ့ဗျာပြီးရင် channel ထည့်မယ် next နှိပ်မယ်ဒီနေရာမှာကျွန်တော်တို့ရှေ့မှာပေးခဲ့တဲ့လိပ်စာအတိုင်းပြန်ထည့်မယ်မရဘူးဆိုလို့ရှိရင်တော့နည်းနည်းအပြောင်းအလဲလေးလုပ်ကြည့်ရမှာပေါ့နော်ပြီးတော့အလုံးပြီးသွားရင် next ကိုနှိပ်မယ်ပြီးရင် password ဖြည့်မယ်password မှာဘာတွေပါမလဲဆိုလို့ရှိရင်စလုံးပါမယ်ဗျာနာမည်ပါမယ်ဗျာခဏပေါ့နော်ကိန်းကဏ္ဍပါရမယ်ပြီးတော့သင်္ကေတပါရမယ်အနည်းဆုံး8လုံးဖြစ်ဖို့လိုမယ်ပေါ့နော်ပြီးတော့အလုံးပြီးသွားရင် next ကိုနှိပ်မယ်ဒီဆက်မှာလည်း next နှိပ်မယ်အပေါ်ဆွဲတင်မယ်ကျွန်တော် Gmail ကနေပြီးတော့ချမှတ်ထားတဲ့ policy တွေကိုလက်ခံတဲ့အကြောင်း I agree နှိပ်မယ်ပေါ့နော်ကျွန်တော်ဒီလိုပေါ်သွားပြီဆိုလို့ရှိရင်တော့ Gmail တခုအောင်မြင်တဲ့ဖွင့်နိုင်ခဲ့ပြီပေါ့နော်မင်္ဂလာပါ IT နည်းပညာတွေနဲ့ AI ကိုအကျိုးရှိရှိအသုံးပြုခြင်းနဲ့ဆိုရင်တော့ AI and Tech မြန်မာ YouTube Channel ကို Subscribe လုပ်ထားနိုင်ပါတယ်ပြီးရင်ကျွန်တော်တို့ account လောကျသွားတဲ့အခါမှာပြန်ယူနိုင်ဖို့အတွက်ကို recovery email နဲ့ဖုန်းနံပါတ်ကိုထည့်ပါမယ်ပထမဆုံး profile logo လေးကိုပြန်ဝင်ပါ manage your Google account ကိုနှိပ်ပါ security and sign in ကိုနှိပ်ပါကျွန်တော်အောက်မှာ recovery phone နဲ့ recovery email ဆိုပြီးတော့အဝါစကလေးနဲ့ပေါ်နေပါလိမ့်မယ် recovery email ကိုအရင်ဖြည့်ပါမယ်recovery email ဆိုတဲ့ဟာကိုနှိပ်ပြီးတော့ကျွန်တော်ရဲ့ recovery ပြန်ယူမဲ့ email လိပ်စာကိုထည့်ရပါမယ် verify recovery email ကိုနှိပ်ပါ save ကိုနှိပ်ပါကျွန်တော်တို့စောစောကထည့်ခဲ့တဲ့ recovery Gmail တွေကိုကုတ်6လုံးပို့ပေးပါလိမ့်မယ်အဲ6လုံးကိုဒီထဲမှာထည့်ပြီးတော့ verify ကိုနှိပ်ပါ recovery ဖုန်းနံပါတ်ဆက်ထည့်ပါမယ်recovery ဖုန်းကိုနှိပ်ပါဒီနေရာမှာကျွန်တော်မြန်မာနိုင်ငံအလံလေးကိုရွေးပြီးတော့မြန်မာဖုန်းနံပါတ်ကိုထည့်ခဲ့လို့ရပါတယ် save ကိုနှိပ်ပါဒီနေရာမှာအဝါစကလေးပျောက်သွားပြီဆိုရင်တော့ recovery ဖုန်းနဲ့ recovery email ထည့်တာအောင်မြင်သွားပါပြီကျွန်တော်ကတော့ဒီနည်းလမ်းကိုသုံးပြီးတော့ဖွင့်တာအဆင်ပြေရဗျာမိတ်ဆွေတို့တကယ်လို့အဆင်မပြေဘူးဆိုရင်ဖုန်းအဟောင်းရှိရဆိုလို့ရှိရင် iPhone ကို factory reset ချလိုက်အဲဆိုလို့ရှိရင်တော့ Gmail အများကြီးဖွင့်လို့ရတယ်ဘာလို့ဆိုတော့ Gmail ကဖုန်းတစ်ပိုင်းအသစ်တွေဆိုလို့ရှိရင်သူကပေးဖွင့်တယ်ဗျာအဲဒါကြောင့်ဒီလိုနည်းပညာအကြောင်းအရာတွေကိုအခြေခံအနေစပြီးတော့တင်ပေးမှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးပါဦး